Yo ဒီနေ့တော့ပပပပဲ business တွေ mindset တွေခဏမေ့တာလိုက် rapper ဖြစ်ချင်တဲ့လူတွေ music creator ဖြစ်ချင်တဲ့လူတွေအနည်းဆုံး business လောက်တော့တက်ထားတင်တဲ့ skill တစ်ခုပြောပြမယ်အဲ့ဒါက beatboxing လို့ခေါ်တယ် beatboxing ဆိုတာ you your mouth ပါးစပ်နဲ့ beat တွေကိုမောက်ထုတ်တာ for example Yeah, like that. ယူရိုကအဲ့ဒီ beatbox ကိုအခြေခံတော့တိယုံတက်ယုံနဲ့ယူရို beat ပေါ်မြင်တဲ့အမြင် music ပေါ်မြင်တဲ့အမြင်တွေကွာပါမယ်ယူရို beat တွေ music တွေနားထောင်တိုင်းယူရိုကောင်းတဲ့ကို beat တွေအလုံးလိုက်တစ်လုံးချင်းစီဝင်လာမယ်အဲ့ခါကျရင်ယူရိုအနာဂတ်မှာ beat တွေ rap song တွေ music တွေ create လုပ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်ယူရိုတော့အရန်အကျိုးရှိလိမ့်မယ်အဲ့ skill ကယူရိုတော့အရန်အသုံးဝင်လိမ့်မယ်So, try ကြည့်ပါလောက free ပဲ cost 0ပဲယူရိုမှာဈေးကြီးတဲ့ studio တွေမလိုဘူး career တွေလည်းမလိုဘူးယူရိုမွေးလာတဲ့ကပါဇက်ပါတယ်ယူရိုစိတ်ဝင်စားဆိုရင် try ကြည့်ပြီးတော့ အိုင်ကဒီနေ့ယူရိုကို beatbox အကြောင်းလာပြောရုံမဟုတ်ဘူးအိုင်ကိုယ်တိုင်က business လာသင်ပေးမယ်ပထမဆုံးသိတာမှာက beatbox မှာ business အတန်6တန်နဲ့8တန်လောက်ထိအနည်းဆုံးရှိတယ်ဒါပေမဲ့ယူရိုကုတ်လုံးလောက်တတ်ဖို့တော့မလိုဘူးယူရိုအဲ့ဒီ beatbox ရဲ့ core ဖြစ်တဲ့3တန်တက်တိုင်းယူရို beat တော်တော်များများမုတ်လို့ရနေပြီ music တော်တော်များများ create လုပ်လို့ရနေပြီ so အဲ့ဒီ3တန်ကိုနောက် video မှာတည်တည်ချာချာအသေးစိတ်သင်ပြထားတယ်ဘယ်လိုမော့မလဲဆိုတာကိုပြောပြထားတယ်အဲ့နဲ့တူ try ကြည့်အောင်ဒါဆိုနောက် video တွားကြည့်လိုက်